ကဲအားလုံးပဲမင်္ဂလာပါဘိုင်ရင်ဘုတ်ကယ်မီယာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာကတော့ဒီ Telegram ဘောတစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတော့ဗောနော်အဲ့ဒီဘောဆောက်ပြီးတော့ဒီနောက်ွယ်ကနေပြီးတော့ကုတ်တီနဲ့ဘယ်လိုထိန်းချုပ်လဲဆိုတာကြီးအဲ့ဘောမှာသုံးမဲ့ကုတ်တီကိုဘယ်လိုဘယ် AI တွေကိုသုံးပြီးဘယ်လို generate လုပ်ပြီးဘယ်လိုမျိုးသုံးမလဲဆိုတာအားရစာအသေးသေးပြီးတော့နော်ပြောပြပေးပါမယ်ဒီ Telegram ဘောတွေကိုဘယ်နေရာမှာသုံးလဲဆိုတော့ဒီကိုသုံးတဲ့နေရာမှာပဲမူတည်ပြီးတော့ဗောနော်သူကအကျိုးဝင်တယ်ဗောအကျိုးရှိရပေါ့ဗျာဒီကိုကနေပြီးတော့ဒီ AI chatbot ပုံစံမျိုးပြန်ဖန်တီးလို့လည်းရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းမှာဗောနော်ကိုမှာအားတဲ့အချိန်မှာကိုယ်အစားပြန်ဖြည့်ပေးနေမယ်ဘောတစ်ခုအဲ့လိုပုံစံမျိုးလုပ်ထားလည်းရတယ်တော်တော်များများကတော့ဒီလုပ်ငန်းပိုင်းတွေမှာသုံးတာပေါ့ကိုမှာအားတဲ့အချိန်မှာကိုယ်အစားပြန်ဖြည့်နေမှာကောင်းပေါ့အဲ့ဒါမျိုးပေါ့အဲ့လိုမျိုးပေါ့နော် complaint တက်ကြိုက်တော့တက် AI နဲ့ပဲဖြည့်ချင်းထားလို့ရတယ်ပေါ့အဲ့ဒါမျိုးတွေဟုတ်ပြီအဲ့လောက်ပဲကျွန်တော်ပြောပြမယ်ပေါ့နော်ဒီဘောတစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတော့ဒီဗီဒီယိုလေးကိုမကြောပဲတည်သွားဖို့မြေတားရခမှာပဲဘာလို့လဲဆိုတော့မသိနိုင်မှဆိုလို့ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီစလိုက်အောင်ဗျပထမဆုံးဒီ Telegram search bar မှာဘော father ဆိုပြီးရရှာလိုက်မယ်အပြအောင်မကြည့်လေးပါပဲတတိထားပါပြီးရင်စတက်ကိုနိုင်မယ်ပြီးရင် new post ဆိုတာကိုရွေးလိုက်မယ်ပေါ့ပြီးရင်နာမည်ပေးမယ်ကျွန်တော်ကတော့ post academy ဆိုပြီးနာမည်ပေးလိုက်မယ်ဗျဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီနာမည်ပြီးပြီးတော့ဗာပြောလဲဆိုရင်ဒီနောက်ထပ် post ပါတဲ့မျိုးပေါ့ user name ပေးရမယ်အဲ့တော့ကျွန်တော်တို့ဘိုင်းရဲ့ post academy လို့ပေးလိုက်မယ်ပေါ့ဟုတ်ပြီအဲ့ဆိုရင်ဒီမဲ့ token ရရမယ်ပေါ့နော်အဲ့ token ကိုဘယ်သူမှမပြနိုင်ပေါ့နော်ဟုတ်ကဲ့ဗျဒီလောက်ပဲပေါ့နော်ပေါ်ဖန်တီးနေရတော့ဒီမှာဘောတစ်ခုရသွားပြီဟုတ်ပြီနော်ကွာဘလိုတွေထိသုံးပါလဲဆိုတာစမ်းလို့ရတယ်ပေါ့ဟုတ်ပြီကျွန်တော်ဒီလောက်ပဲနောက်လာမယ့်ဘိုင်းမှာဆက်လက်ကြည့်ပေါ့နော်စောင့်ကြည့်ပေးပါဦးပြောချင်ပါတယ်